အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာထွက်စလာခဲ့လေးလုပ်ပြရပါဖြစ်ပါရဲ့ကျွန်တော်ရဲ့အရင်ဆုံး intro လေးကိုကျွန်တော်ပြထားဖြစ်ပါရဲ့ထွက်စလာမှာအနေချက်နှစ်ခုရှိပါတယ်ကြိုပြောရပါအနေချက်တစ်ခုကကြတော့အရင်လေးနေရပါအရင်လေးနေရဆိုပေမဲ့လည်းဒီကကျွမ်းကျင်တဲ့ပေးရရောက်တဲ့ player လက်ထက်ရောက်သွားရင်တော့မလေးတော့ပါဘူးဒုတိယ problem ကတော့တော်တော်ကြီးပါရဲ့ဒုတိယပြဿနာတော့ new player မှာတော့ pro level player မှာပါတွေ့ရအောင်ဆိုတော့ကျွန်တော်ဒုတိယကိုပြောစရာမလိုတော့ပါဘူးမှန်တယ်မလောက်တာပါအခုအချိန်မှာဆိုရင်တော့မွန်တွင်းရဲ့ပတ်ပေးမှုကြောင့်မတ်တရားမပါတော့ပါဘူးမတ်တရားမပါတော့ဖက်စလာကြီးကလုံးဝကြောင်းတောင်မှန်တက်ပြီးသားဆိုဖြောသွားပါပြီကျွန်တော်ဒီနေ့မှာဘယ်လိုဆော့ပြပါလဲဆိုတော့ကျွန်တော်လိုက်ကြည့်လိုက်ပါဦးကျွန်တော်ပွဲရမလွယ်ဘူးကြယူဆောင်ကကျွန်တော်ထင်ရတဲ့ EAP လိန်နာယူဆောင်ဖြစ်ပါယူဆောင်ကြောင့်တွေးတက်လဲကျန်တယ်လို့တွေးဆုပ်လဲကြပါတွေးတက်ကျန်တာနဲ့တွေးဆုပ်ကျန်တာနဲ့မတူပါဘူးတွေးတက်ကျန်တာကြောင့်တွေးပြရဖြစ်ပြီးတော့တွေးဆုပ်ကျန်တာကျွန်တော်ရှီကတွေးဆုပ်တာပါသူ့ကိုတက်ဖို့ဆိုရင်အာလီဂိမ်းမှာတိတ်မဖြစ်နိုင်တာကျွန်တော်ဘယ်လိုတီးထားလဲဆိုတာလိုက်ကြည့်လိုက်ကြပါကျွန်တော်အရင်ဆုံးကျွန်တော် line နောက်ကြပါရယ်စက္ကန့်40လောက်မှဝင်တာပဲဖြစ်ပါရယ်ဘာလို့လဲဆိုတော့ကျွန်တော်line ပြတ်သွားပဲဖြစ်ပါရယ်ရောက်ချင်းမှလည်းဇုံနဲ့ကျွန်တော်နဲ့လေဘယ်ကတက်ဆင်းလောက်กว่าနေရပြပါလို့လဲဆိုတော့ကျွန်တော်နောက်ကျသွားလို့ပဲဖြစ်ပါ EAP လိန်နာမှန်တော့ဒီဥစ္စာကိုဒီကိုဖီတွေကိုလူနိုင်ရပါမယ်ကျွန်တော်အခုဒီမှာရသွားတဲ့အတွက်ကျွန်တော် level 2ကနေကျွန်တော် live လို့ရပါတယ်ဆိုတော့ level တာနဲ့ share ချမ်းတာပါကျွန်တော်ဒါတော့ကိုမသာသေးပါဘူးကျွန်တော်သူ့ကကျွန်တော်ရဲ့ damage ကိုခံစားပြီးတော့သူမနိုင်မှန်းသိတော့ကျွန်တော် quick ပိတ်တာလာမစားတော့ကျွန်တော်ဖြည်းဖြည်းနဲ့ကူတာလာတာပါဒီမှာဆိုကျွန်တော်လုံးဝသူ့ကို quick ပေးမကြွေးပါဘူးဒီကောင်လိုမျိုးမျိုးကအလီဂိမ်းမှာကျန်သွားတယ်လေဂိမ်းမှာလုံးဝထိလို့မရတော့ဆိုတော့ကျွန်တော်မနေနှိမ်ထားရပဲဖြစ်ပါရဲ့လို့ရောင်နှိမ်ထားလဲဆိုသူ့ကိုကျွန်တော်အိမ်အောင်ပေးမပြန်ပါဘူးအိမ်လည်းပေးမပြန်တဲ့အပြင်ခွိလည်းပေးမကြွေးတဲ့အတွက်ကျွန်တော်တော်တော်တာပါရဲ့ထွက်စလာလိုမျိုးဟီးရိုးမျိုးကအာလီမှာနှိမ်လို့တော်တော်ကောင်းပါတယ်လေဂိမ်းမှာဆိုရင်တော့မကင်တတ်ရင်တိတ်အဆင်မပြေနေပါဘူးကျွန်တော်ဒီမှာတော်တော်မှားပါရဲ့ကျွန်တော်တတေကိုသွားမကူပြီးပဲနဲ့ကျွန်တော်ဂျီဆောင်အောင်သွားထိမိလိုက်တာပါစူဆောင်တော့ထင်းမိလိုက်တော့ကျွန်တော်ဘက်ကတတ်တယ်မရပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဒမ်မီကိုဒီမှာကြည့်လိုက်ပါဒါကြောင့်မကြည့်ရင်နောင်နောက်ကိုရပါသေးရပါမယ်ကျွန်တော်အရင်ဆုံး3ယောက်တယောက်ကြားတဲ့ဝင်နေဆိုတော့မှကျွန်တော်ဘက်ကတည်းကရောက်လာကျွန်တော်ရဲ့ဒမ်မီကဟိုက်ပါတယောက်လုံးကိုပြတ်သွားတဲ့အပြင်ကျွန်တော်မေးကိုပါလိုက်တီးပါသေးတယ်ကျွန်တော်ဖီလကပြီးလိုက်တယ်လို့ဆိုကျွန်တော်ရဲ့ဒမ်မီတစ်ချက်ကလုံးဝနင်းထွက်နေမယ်ကျွန်တော်ဒီဖီလကပြီးလိုက်လို့တော့ကျွန်တော်နိုင်တော့ပါဒီနေရာမှာဘလာသာကိုကျွန်တော်တိတ်ပြီးတော့မထင်ပါနဲ့စူဆောင်ကိုကျွန်တော်ပြန်တီးပြထားပါကျွန်တော်ဝမ်းလွှဲသွားရဲဒါပေမဲ့အင်ဂျင်နာကျွန်တော်နောက်ကလိုက်လာတော့ကျွန်တော်သွားကြည့်ပါယူဆောင်မှာလိမ့်သွားရှင်းနေရဲကျွန်တော်လိမ့်မကြွေးထားဆိုဒီကောင်1 2အဲ့လေးပဲတီးပြီးလိုက်ပါနောက်ဆုံးတော့ကျွန်တော်ရဲ့ပတ်ဆက်လေးနဲ့တင်1ရဲ့ပတ်ဆက်လေးနဲ့တင်အကောင်တည်သွားရပေါ့ကျွန်တော်လည်းအဲ့တော့ AC Creation ကိုတာဝါတိုင်းချိုးလိုက်ပါဒါတော့အဆင်ပြေတာဝါချိုးတာကောင်းပါတယ်တာဝါချိုးတာကူချီရှိရင်လည်းကိုရသလိုတကယ်လို့ကူချီမရှိဘဲနဲ့တာဝါချိုးရင်လည်းကူတရရဆိုတော့ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်အမြတ်တွေကြီးပါပဲအဆင်ပြေတော့မြန်ချိုးပါကျွန်တော်ထွက်စလာမျိုးကြီးကတာဝါချိုးတော့နှေးပါတယ်ဒီမှာဆိုကျွန်တော်တာဝါချိုးလိုက်တဲ့အတွက်ကူတရပါ130ပါတီတီကြကြပြောရမယ်ဆိုရင်တော့ကျွန်တော်မှရှိရကိုပတ်လေးထားလိုက်ပါသေးတယ်ကျွန်တော် EAP တယောက်ဖြစ်တဲ့အတွက် EAP လေးပဲတက်ပါတယ်ဥဆိုယူဆောင်နေကျွန်တော်နေရကျွန်တော်အာလီမာဒီလောက်နောက်ကျထားတာတော့စက္ကန့်40ဆိုတာနောက်ကျရအာလီမာနောက်ကျရလို့ပြောဖို့ရပါတယ်ဒါစက္ကန့်40မှာစက္ကန့်40တော့နောက်ကျထားအောင်ကျွန်တော်ယူဆောင်ကိုချိန်ရိုက်လို့ရပါတယ်အခုလိုမျိုးကိုဖီစာကြီးအကျိုးက level သားတာပါပဲ EAP ကင်မယ်ဆိုတော့ဒီကိုဖီကိုမရရအောင်စားပါကျွန်တော်အင်ဂျလာလည်းကျွန်တော်ဖက်ကအင်ဂျလာလည်းတော်တော်ကောင်းပါတယ်ကျွန်တော်ဝင်လာနဲ့ပူလာပါကျွန်တော်ခရီးလေးအကျိုးရှင်းတယ်အဲ့တော့သူဘက်ကလိမ့်ဘက်ရှာရီတာမိပါတယ်အော်လိမ့်မှာတော့ကျွန်တော်ပေဖြစ်နေရပဲဖြစ်ပါတယ်ကျွန်တော်မသွားနိုင်လိုက်ပါဘူးဒါပေမဲ့ကျွန်တော်ခရန်ချာတော့နှိမ်ပေးထားပါတယ်ဒီမှာဆိုကျွန်တော်ခရန်ချာကိုအဲ့ဒီပေးပြီးတော့တူးလေးနဲ့ရဲလိုက်ပါတယ်ဒါပေမဲ့ခရန်ချာမတီသွားပါဘူးအဲဒါဆိုကျွန်တော်လွဲသွားလို့ပါကျွန်တော်ပဲကြံတီသွားပါတယ်အဲ့နေရာမှာတော်တော်နှမျိုးဖို့ကောင်းပါတယ်စားကံမှာတော့မုတ်စိမ်ပြားဆွဲတာပဲဘလာသာပဲဒီမှာနာပြီးနာကိုစီပြီးလာရင်နာလေးကိုကျွန်တော်တီးပြီးလိုက်တယ်ပေါ့ဒီမှာဆိုလဲကျွန်တော်ရဲ့ထွက်စလာရဲ့ level 2ရဲ့နောက်ဆုံးဒမ်မီရလी level 2ရဲ့နောက်ဆုံးအဆင့်ရဲ့ဒမ်မီရဆောင်းရင်ဒမ်မီထွက်တာကျွန်တော်ဒီမှာဆိုလဲအဲ့ဒီပါပေးပြီးတော့ကျွန်တော်အိုတော့ကိုနှိုင်းလိုက်တယ်နောက်တော့ထွက်စလာဒါမဲ့အဲ့လိုမျိုး moment speed မြန်နေဟို assassin တွေဆိုနည်းနည်းလေးတော့ပူပါခက်တယ်ဒါမဲ့ကျွန်တော်ချောင်းထူပြတယ်ဘလာသာကစောင့်နေကြနေပဲကြောဆိုကျွန်တော်ကြီးရပါရဲ့ဒီနေရာမှာဆိုကျွန်တော်
ဖိလစ်ကမရှိလို့ဖိလစ်ကရှိလို့ရှိရင်2ဖိလစ်ကနဲ့ဝင်ရအရှာကြီးလားဒီမှာဆိုတော့ကျွန်တော်ယူဆောင်လာတည်ရဒါပေမဲ့ယူဆောင်ကျွန်တော်ငယ်နိုင်လေးဆိုတော့ကျွန်တော်ဘလူးမောင်မနေဘူးပေါ့နော်ကျွန်တော်နှစ်ကောင်လောက်ပေါ့နော်ကျွန်တော်ဒါပေမဲ့လည်းကျွန်တော်မနိုင်ကြပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဖန်ရပေါ့အာလီမှာဖန်ရတော့ကျွန်တော်မနိုင်ကြပါဘူးကျွန်တော် EAP ပလီယာကိုဖြစ်များသိရင်တွေးမရှိဘူးဆိုရင်မဆမန်းကိုပဲတီးကြည့်လားကျွန်တော်ဒီမှာဆိုမဆမန်းကိုပဲတီးလိုက်တဲ့အတွက်ကျွန်တော်လည်းမသိဘူးနောက်တော့ဖယ်တယ်လေနိုင်သွားရဲ့ဒီဘက်မှာကျွန်တော်ဒုက္ခပေးနိုင်လို့ပြောဒီခွက်ပေးနိုင်လို့ဆိုရင်တော့ဖန်ရပဲဖြစ်နိုင်မှာပါဘယ်လိုဆိုကျွန်တော်သူ့ရဲ့ဝမ်းလေးကိုကျွန်တော်မခံနိုင်ပါဘူးအဲ့ဒီကိုလည်းမခံနိုင်ပါဘူးဒါပေမဲ့ကျွန်တော်ကိုလေးလိုချင်လို့တောက်တော့မရကမကကြရချိုးလိုက်တယ်နောက်ဆိုကျွန်တော်ဒီဘက်ကိုတော့ဆက်ပြီးမရလိုက်ပါဘူးဒါပေမဲ့လည်းကျွန်တော်လန်စလော့ဟိုက်ပါတကောင်တော့ရခဲ့လိုက်ပါရဲ့နောက်တော့ကျွန်တော်ခွန်းကြောက်လိုက်ကြည့်ဒါပေမဲ့ကျွန်တော်ဖလစ်ကမရှိရတဲ့အတွက်ခွေးဖြစ်သွားပါမရပါဘူးခွေးဖြစ်သွားရဆိုပြီးမှလည်းကျွန်တော်မသိပါဘူးဒါပေမဲ့ခိမရလိုက်ပါဘူးဒါပေမဲ့လည်းဒါများနေပါပြီဒါပေမဲ့လည်းမဆမန်းကျွန်တော်ကို KB ပါပါတယ်ဖစလာအင်ဂျင်လာပူလိုက်တာအเจ้าကိုတောင်ပန်တက်ပြီးလိုက်လို့ပါပဲလုံးမအောင်မသိတော့ပါမသိဘူးဆိုပေမဲ့ဖစလာအရွေးလန်းလိုမျိုးသွေးမှဟီယိုမျိုးမဟုတ်ပါဘူးသူ့ရဲ့spare ရာသူပြန်ထက်စီရပါဒါပေမဲ့သွေးရောတာတော့မြင်ပါရဲ့အခုဆို Granger ရဲ့ level 1လေးရဲ့ကျွန်တော်သွေးတော်တော်ရောသွားသေးပါတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ damage ရတယ်များတဲ့အတွက်ကျွန်တော်ဝင်ကြည့်ပါရဲ့ဝင်ကြည့်ရောလည်းကျွန်တော်နိုင်ပါရဲ့ပဲတဲ့ကဘလူးချက်ချနိုင်ရေသူတို့လည်းနှိမ်ထားအားဒီမှာနှိမ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်တဲ့ဘလူးဆက်နိုင်နိုင်နေပါရဲ့ဒါပေမဲ့သူကျွန်တော်ကြီးရောအဲ့လိုကြီးမတန်ဘူးဒါပေမဲ့ကျွန်တော်တာဝါတော့တော်တော်သားဆိုတော့ကျွန်တော်နှိမ်လို့ရပါရဲ့ဒီမှာဆိုကျွန်တော်တာဝါလုံးဝချူလို့မရတဲ့အနေအထားကြီးတစ်ခုကိုရောက်သွားတာပါကျွန်တော်ရဲ့အတွေ့အကြုံဒီလိုပြကျွန်တော်ကလူတွေအကုန်လုံးစုပြီးတော့တာတဲ့လောနဲ့တက်ပြီးတော့ကျွန်တော် team လို့ပဲဒါပေမဲ့ကျွန်တော်အဲ့ဒီ flag ကလွယ်သွားရဲဆိုတော့ကျွန်တော်ကီးတကီးမရတော့ဘူးငေါ့သူကြောင့်ကျွန်တော်ဘက်ကကောင်တွေကလည်းဘက်ကလာမပြီးရဲ့ပြင်ဓာမိလည်းလာမပြီးတော့ကျွန်တော်ကဂျာရီကတည်ရောပေါ့ဗျာဒါပေမဲ့ကျွန်တော်တော်တော်လေးကိုခံလိုက်ပါရဲ့ကျွန်တော်တော်တော်လေးကိုစပယ်လေးပဲတောင်းပြီးနိုင်လိုက်တယ်ဒါပေမဲ့ဒီကောင်တွေကတာဝါတော့မချိုးပြီးနိုင်လိုက်ဘူးဗျာဒါတည်တော့ကျွန်တော်တော်တော်လေးကြာမှတည်သွားပဲဖြစ်ပါဆလာနဲ့စပယ်တော်တောင်းလို့ကောင်းပါရဲ့ဒါပေမဲ့ရွေးနဲ့တော့မကောင်းပါဘူးကျွန်တော်ဒီမှာဆိုလည်းတော်တော်လေးကိုဓာမိလည်းပါတယ်လို့မလည်းမှာတော့ဒီကောင်လေးကြီးစပယ်လေးတော်တော်ရလိုက်ပါရဲ့အင်ပေါ်လေးဆက်တာတော့ကျွန်တော်တို့ဒီကောင်ကစပယ်လေးတားမပြီးပါဘူးဆိုတော့ဒီကောင်ကြီးအင်ပေါ်လေးပြန်ရှင်းလို့ရှိရင်ကျွန်တော်တီးတဲ့ချက်ကြီးကိုတီးလို့ပဲဖြစ်ပါရဲ့ကျွန်တော်ခုကို3-4ချက်လောက်ရဲလိုက်တယ်သူရဆောင်းတက်သွားပါနောက်ကလည်းအင်လာပြီးရဲ့တွေးလည်းပါတဲ့အတွက်ဖြစ်ပါရဲ့ကျွန်တော်ဒီမှာဆိုသွေးနည်းနည်းလေးနဲ့တော့လူပြသွားမှာဘာလို့လဲဆိုတော့အင်လာပုံနဲ့ဆိုတော့ကျွန်တော်တိလို့ကျွန်တော်ဘသူရှိရလူမှလဲဆိုတော့ကျွန်တော်စမ်းရှိရလူမှချစ်ကနာလို့ချာစမ်းကျွန်တော်ဘက်ကဆိုပေမဲ့ကျွန်တော်ဘက်ကဒီမတရားလာတဲ့အတွက်ကျွန်တော်2ယောက်စလုံး3ယောက်စလုံးကိုတီးသွားခဲ့ပါတယ်ဒီတစ်ခါတော့မစားတော့ဘူးတကယ်လူပြပြီးကြီးလိုက်တော့ဒါမဲ့ကျွန်တော်လူဘက်ကလူကကျွန်တော်ဘက်ကအင်လာရောက်ပါပေါ့ဒါမဲ့လူကကျတော့နတ်ပါတယ်ကျွန်တော်ဘက်ကချသွားပဲဖြစ်ပါတယ်ကျွန်တော်ထွက်လာလို့မျိုးရှိတော့တကယ်ဒေးချာရဲ့ကောင်တွေမှာပဲခေါင်းလာပါအဲ့လိုမျိုး shop ပြင်းနေတဲ့ကောင်တွေနဲ့ဆိုသိပြီးတော့အဆင်မပြေပါဘူးဘာလို့လဲဆိုတော့ထွက်လာသူ့ spare တွေမိမှသွေးတက်တဲ့ hero မျိုးဆိုတော့အဲ့လိုမျိုးဖြစ်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာယူဆောင်ဝင်လိုက်ပြီးတော့ကျွန်တော်တာဝါ only ရိုက်မယ်ဆိုပြီးပြေးရိုက်တော့လေသူ့ဘက်က defense ကောင်းနေရဲ့အတွက်မကျူပါဘူးဒါပေမဲ့လည်းကျွန်တော်ရဲ့တာဝန်ကိုကျွန်တော်ဘက်ကမဆမန်လေးရောက်ခံပြီးတော့ကျွန်တော်တို့ရဲ့ပွဲကြီးကိုအဆုံးသတ်ပြီးလိုက်တာပဲဖြစ်ပါတယ်ဒီမှာဆိုမဆမန်တော်တော်ကောင်းပါတယ်ကျွန်တော်ဒီဆုံးမဆမန်သူအန်ဒရာကမဆမန်အရင်ကြီးရဲ့ကေဗီကနေကျွန်တော် free share လို့နော်ကျွန်တော် free share ပြီးရတယ်သူဝင်တီးရောမှာပါကြည့်ထားလိုက်ပါသူအမဝင်ရိုက်ပါပြီသူရိုက်သွားဆိုတစ်ချက်နဲ့ချက်ပဲတော့เนาะတကောင်အဲ့လိုမျိုးပြသွားပြီဖြစ်ပါကျွန်တော်တော့ချိုးထားတဲ့ damage ကြောင့်လည်းပါပါတယ်နိုင်သွားပါပြီကျွန်တော်ဒီမှာဆိုရင်တော့ထိုက်တက်တဲ့နဲ့ပဲ MVP ကိုရပါပါတယ်ဆုံးဒီ TV ရဲ့ဘာသာရေးကောင်ကိုဒီစုတင်ပါတယ်subscribe လေး follow လေး like လေးလုပ်ပေးကြပါဦး